ကျွန်တော်ရေကူတိုင်းနီးပြကကျွန်တော်ခြေထောက်မှာပေါင်ခမရရှိတဲ့တန်ကွင်းကိုချီပေးလေလေ့ကျင့်ခန်းတစ်ခုမှာတော့တန်ကွင်းကမတော်တဆပြုတ်ကျသွားလေကျွန်တော်ကလေရင်ပြန်တစ်စင်းရဲ့အချိန်နဲ့ပြိုင်ဖဲဝင်မြင်းစီကိုပြေးသွားခဲ့လေဒါပေမဲ့ကျွန်တော်ကတန်ကွင်းက9ပေါင်ပဲရှိတယ်လို့အမြဲထင်ခဲ့တာ3ရက်နေ့ကကျွန်တော်အိမ်ပြန်ရောက်တယ်ကျွန်တော်အမေထားခဲ့တဲ့အမွေအနှစ်တွေကိုကျွန်တော်အမအရင်ကမီးရှို့နေတာကိုတွေ့လိုက်ရတယ်သူကကျွန်တော်အမေရဲ့ထပ်ပုံကိုပါတက်တွေးနဲ့ထွေးတယ်ကျွန်တော်တော်သားထွက်ပြီးသူ့ကိုရိုက်လိုက်တယ်ရလက်အနေနဲ့ကျွန်တော်အမအရင်ကလွှင့်ထွက်သွားတယ်ကျွန်တော်ဒီလောက်ခွန်အားကြီးမယ်လို့မထင်ခဲ့ဘူးအဲ့ဒီနောက်မှာတော့ဒေါသထွက်နေတဲ့ကျွန်တော်အမအရင်ကကျွန်တော်တို့အဖေစီတိုင်ကြသွားတယ်ကျွန်တော်ကကျွန်တော်အမေရဲ့ဓာတ်ပုံကိုကင်ပြီးအခန်းတွဲပြန်ဖို့ပြင်ဆင်နေတော့ကြောက်တုံးတိုင်ကိုတိုင်မိပြီးလဲကျသွားတယ်ဒေါသပြေပြောက်စေဖို့အတွက်ကြောက်တုံးတိုင်ကိုကန်လိုက်တယ်မထင်မှတ်ပဲကြောက်တုံးတိုင်ကနိုင်ရန်မှာစိတ်ဝင်သွားတယ်မကြခင်မှာပဲကျွန်တော်အမအရင်ခေါ်လာတဲ့လူတွေကကျွန်တော်ကိုအသိခေါ်သွားကြတယ်ကျွန်တော်ထွက်ခွာသွားတဲ့အခါမိသားစုခေါင်းဆောင်တဲ့အခြားသူတွေကနိုင်ရန်ဘော်ကကြောက်တုံးတိုင်ကိုမြင်လိုက်ရတယ်သူတို့အံ့အားသင့်သွားကြတယ်ဘာလို့လဲဆိုတော့ကြောက်တုံးတိုင်ကပေါင်8000လေးလို့ပါဘယ်လူမှ90ကြအောင်မရွှေ့နိုင်ခဲ့ဘူးသူတို့ကကျွန်တော်ကိုရှာချင်ကြတယ်သူတို့ကကျွန်တော်ကိုရေကူခိုင်းပြီးကဘာကြီးကိုလွှမ်းမိုးဖို့ဦးဆောင်ခိုင်းချင်ကြတယ်ဒါပေမဲ့အဲ့ဒါမတိုင်ခင်မှာသူတို့ကကျွန်တော်ဘလောက်တန်ကိုကြီးတယ်ဆိုတာမသိခဲ့ကြဘူးလူတိုင်းကကျွန်တော်ကိုအထင်သေးကြတယ်ကျွန်တော်အမအရင်ကနေရာတိုင်းမှာကျွန်တော်ကိုပြစ်မှတ်ထားတယ်သူကအခုပဲကျွန်တော်ကိုအနိုင်ကျင့်တယ်လို့လင်းလဲဆွဆွဲခဲ့တယ်မနှက်ဖြန်ရေကူပြိုင်ပွဲမှာသူ့ရဲ့စွမ်းဆောင်ရည်ကိုထိခိုက်လိမ့်မယ်လို့ပြောခဲ့တယ်အဖေကဒါကိုကြားပြီးအရန်တော်ဖာထွက်တယ်သူကပြိုင်ပွဲဖလားကိုအရန်ဂယူဆိုင်တယ်ဒါကြောင့်သူ့ခြေထောက်ကိုဘာသာကိုချိုးပြီးဒီမိသားစုကနေထွက်ခိုင်းပြီးကျွန်တော်ကိုအပြစ်ပေးခဲ့တယ်ဒီချိန်မှာကျွန်တော်အတော်ကကျွန်တော်ကိုကဲတင်ဖို့ရှေ့တိုးလာတယ်သူကကျွန်တော်ရေကူပြိုင်ပွဲမှာဝင်ပြိုင်ဖို့စီးရင်ပေးသွင်းထားကြောင်းဖော်ပြခဲ့တယ်မစ်ရှင်ဖလားရနိုင်တယ်အဖေကကျွန်တော်ကိုအဖရင်ရေးပေးခဲ့တယ်မကြခင်မှာပဲပြိုင်ပွဲနီးရောက်လာတယ်ပထမအချီကကိုခန္ဓာချမ်းခိုင်မှုအကြောင်းပါအကြဆုံးခံနိုင်တဲ့ကစားသမားကအနိုင်ရမှာပါလူတိုင်းအန်အားသင်းစွာနဲ့ပဲဒီအချီမှာကျွန်တော်အမအရင်ကပထမဆုရသွားတယ်ကျွန်တော်ကတော့3စက္ကန့်ပဲခံနိုင်ခဲ့တယ်လူတိုင်းကကျွန်တော်ကိုရေမောကြပြီးကျွန်တော်အမအရင်ကဖလားရလိမ့်မယ်လို့ထင်ခဲ့ကြတယ်ပြီးတော့ပြိုင်ပွဲရဲ့ဒုတိယအချီရောက်လာတယ်ကျွန်တော်အမအရင်ကရေထဲကိုတက်မင်းတကနောက်ကျမှခုန်ချခဲ့တယ်သူကကျွန်တော်ကိုလိုက်ဖန်တော့မယ့်အချိန်မှာကျွန်တော်ကိုတိုက်ခိုက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ခုံအားကတာမန်လူတွေထက်တာမန်တယ်သူကကျွန်တော်ကြောင့်ကမ်းခြေပေါ်ကိုနှင်းသွားခဲ့တယ်ကျွန်တော်ခြေထောက်ကတန်ကွင်းကဒီချောင်းချောင်းပြုတ်ကျသွားတယ်ခဏလေးအတွင်းမှာပဲကျွန်တော်ခန္ဓာကိုယ်ကအမွေအတောင်လို့ပေါက်ပါသွားတယ်ကျွန်တော်ကဒုံးပြန်တစင်းရဲ့အစိမ်နဲ့ပြိုင်ပွဲဝင်မင်းစီကိုပြေးသွားခဲ့တယ်ဒါကကျွန်တော်ရဲ့စ조사အားထုတ်မှုနဲ့ဘာမှမဆိုင်ဘူးလို့